ကျွန်တော်ဒီနေ့တင်ဆက်ပေးမဲ့ဒေးလေးကတော့မောင့်ရတော်တရားတဲ့ဒီဒေးလေးကိုကျွန်တော်ရဲ့ Facebook မိတ်ဆွေ Lost Lab ကနေပြီးမှသူကိုယ်တိုင်ရေးဖွဲ့ထားတဲ့ဒေးလေးကိုကျွန်တော်မယ်ဒလင်လေးနဲ့စမ်းပြီးတော့တိခတ်တီဆိုပေးပါဦးခင်ဗျာတဲ့ဒါလေးကိုကျွန်တော်တိခတ်ပြီးတော့ဒီဆိုကြည်ရင်းမျှတာဖြစ်ပါတယ်ဝါသနာရှင်ဆိုတော့ဝါသနာရှင်အလျောက်ပဲတိခတ်ပြီးတော့ဒီဆိုပေးနိုင်ရင်းမျှတာဖြစ်ပါတယ်တချင်းလေးကတော့အင်တန်ကောင်းမွန်တဲ့တချင်းလေးပါလူငယ်လေးဖြစ်တော်ညာလဲမြန်မာတန်စစ်စစ်ကိုစက်နိုင်တာအင်တန်ဂုဏ်ယူစရာကောင်းလာပါတယ်ဗျာကျေးဇူးတင်ပါတယ်ဗျကျွန်တော်ကတော့မုံရွာကျိုးဖြစ်တဲ့တန်လာကျိုးနဲ့ကျွန်တော်၅ပေါက် FG နဲ့တီးမှဖြစ်ပါတယ်ဒါ၅ပေါက် FG ပါဗျမူလာမာစတာကီးတဲ့တော့ကျွန်တော်2ပေါက်လောက်ရှော့ညှိထားပါတယ်ကျေးဇူးတင်ပါတယ်ဗျမောင်ရတော်ရတဲ့ချစ်တော်နမဗဒကင်းစနာအတိတ်တွေတင်ချလို့ညွန်စရာလေးကနန်းမရှိတော့ပါကဘာပေါင်းအလီလီမှာဘဝပေါင်းမရေနိုင်ပါတဏှာကြီးမှာလက်တွေ့သူပါမောင်ရတော်တရားနောင်တော့ပါကတဘွားကမှမခွာပါမချစ်လို့တော့မဟုတ်ပါမောင်ရတော်တရားတန်လျာပဲလာမြေမြို့တွေကြောင်ကြနေသူမဒုက္ခခတဲ့ချုပ်ငြိမ်းဖို့ရာမရလန်းစင်မူသာဥရဝေလာတော်မြိုင်လေမှာစံမြန်းရလေရှာနမဗဒကင်းစနာအတိတ်တွေတင်ချလို့ညွန်စရာလေးကနန်းမရှိတော့ပါကဘာပေါင်းအလီလီမှာဟောမရေနိုင်မှာတဏှာခရီးမှာလက်တွေ့သူပါမောင်ရတော်တရားနောင်တော့ပါကတဘွားမှမခွာမချစ်လို့တော့မဟုတ်ပါမောင်ရတော်တရားတဏှာပဲလာမြေမြို့တွေကြောင်ကြနေသူမဒုက္ခခတဲ့ချုပ်ငြိမ်းဖို့ရာမရလန်းစင်မူသာဥရဝေလာတော်မြိုင်လေမှာစံမြန်းရလေရှာမြိုင်လေမှာ
မောင်တယောက်တည်းတကူရဲ့ဖို့ကွေကတို့မြိုင်လေမှာမောင်တယောက်တည်းတကူရဲ့ဖို့ကွေကသမုဒ္ဒရာဝန္တတော်တွေ့တာဝမ်းရည်တွေယုံကနေရှာမောင်ရတော်တရားမချစ်လို့တော့မဟုတ်ပါတဏှာဝဲကံကြမ္မာပဲကိုမျိုးတွေ့ကြောင့်ကြဒီမောင်မှာဒုက္ခခတဲ့ပြေပြောက်ဖို့ရာအခလို့ကြိုးစားကကြိုးစားရမှာပါမြိုင်လေမှာမောင်တယောက်တည်းတကူတဲ့ပုံပွေကတို့မြိုင်လေမှာမောင်တယောက်တည်းတကူတဲ့ပုံပွေကသမုဒ္ဒရာဝန္တတော်တွေ့တာဝမ်းရည်တွေယုံကနေရှာမောင်ရတော်တရားမချစ်လို့တော့မဟုတ်ပါတဏှာဝဲကံကြမ္မာပဲကိုမျောတွေ့ကြောက်ကြဒီမောင်မှာဒုက္ခခတဲ့ဒီပြောက်ဖို့ရာအခလို့ကြိုးစားကကြိုးစားရမှာကျေးဇူးတင်ပါတယ်ဗျာ